ဓပုတ်ရမှာဓပုတ်ပတ်စံပေးရအောင်ငါပြပါလားငါဓပုတ်ရမှာဓပုတ်ပတ်စံပေးရအောင်ဒီမှာလေဓပုတ်ရပေးမယ်ငါရိုက်ပေးမှာညီမလေးပတ်စံပေးရအောင်ငါရိုက်ပေးမှာ ဟုတ်လား ငါပတ်စံလုံးဝမပေးရအောင် ဟုတ်လားရိတ်တာလား လာတာဗောကိုဓပုတ်လုံးသက်ကလေ10နှစ်ကျော်နေပြီပတ်စံလုံးဝမပေးရအောင်နော် ရိတ်ကြည့်မလဲ ရိုက်ကြည့်ပေးမှာနော်လာတယ်လာတယ်မြင်ရတယ်โอเคကျုံထားတယ် ကြည့်မယ် ကြည့်မကြည့်တယ်လုံးဝမလှဘူးလေဘယ်လှမလဲအကုန်ဖြတ်လိုက်ပါ ဖြတ်လို့မရဘူးဓပုတ်ရရဲ့အလကဖြတ်မယ်ဆိုရင်တော့တပုံ1000ပေးရမယ်အခုကအပုံ30ကျော်တယ်3000ပဲပေး ပါ3000 ဟုတ်တယ်ဘာကင်မရာရတယ်စောစောကဓပုတ်ကို3000မပေးတော့နဲ့ကင်မရာကို3သိန်းပဲပြီးတော့3သိန်း ပေးလိုက်မယ် တားကြီးမင်းမကင်မရာအဟောင်းနေရှိသေးလားဟင်အေးဟုတ်ပြီဘယ်လောက်လဲကွာ2000ဟုတ်လားဟုတ်ပြီငါအခုလာယူမယ်လာပဲ